ဗီဒီယိုထဲမှာအဖြူရောင်ကားတစ်စီးကလမ်းကျဉ်တစ်ခုပေါ်ကကားရဲ့နားနေရာတွေကိုနောက်ပြန်ဝင်ဖို့စ조사ပါတယ်ဒါပေမဲ့လမ်းကကျဉ်လုံးတဲ့အတွက်မဝင်နိုင်ပဲနောက်ဆုံးမှာပြန်ထွက်သွားရပါတယ်မကြခင်မှာပဲအနက်ရောင်ကားတစ်စီးလည်းအဲ့ဒီတူညီတဲ့ကားရဲ့နားနေရာကိုထပ်စ조사ပေမဲ့လည်းမအောင်မြင်ပါဘူးဒါဆိုလမ်းကျဉ်တဲ့နေရာမှာကားရဲ့နားနေရာတွေကိုဘလို့မှန်ကန်အောင်ဝင်ရမလဲအခြေအနေကိုနေရာမှာတင်စမ်းသပ်ကြည့်ရအောင်ပထမဆုံးပြဿနာကိုခွဲခြမ်းစိတ်ဖြာကြည့်ရမယ်လမ်းကကျဉ်ပြီးအနာကကားရဲ့အရှေ့ပိုင်းကလည်းနင်းနေထွက်နေရဲ့ဒီလိုအခြေအနေမှာဒရိုင်ဘာကမျောမှန်းမထားပဲတိုက်ရိုက်ဝင်ပြီးစတီယာရင်ကိုအရန်လှည့်လိုက်မယ်ဆိုရင်မလွဲမသွေတိုက်မိနိုင်ပါတယ်ဒါကြောင့်ဒရိုင်ဘာကစတီယာရင်ကိုအနှဲငယ်ပဲလှည့်ပြီးဖြည်းဖြည်းချင်းနောက်ပြန်ဝင်ဖို့စ조사ခဲ့တယ်ဒါပေမဲ့အဲ့ဒီနီလန်းကမအောင်မြင်ပဲကားရဲ့နောက်ပိုင်းကကားရဲ့နားနေရတဲ့မဝင်နိုင်ပဲအနာကကားဘက်ကိုတိုးသွားခဲ့ပါတယ်နောက်ဆုံးမှာတော့မလုံနိုင်တော့ပဲထွက်သွားရပါတယ်မှန်ကန်တဲ့နီလန်းကတော့ဒီလိုပါပထမဆုံးကားကိုအတက်နိုင်ဆုံးညာဘက်ဖက်ကိုကပ်ပြီးဖြည်းဖြည်းရှေ့တိုးမောင်းပါနောက်ဘက်ကကားရဲ့အနောက်ပိုင်းကကားရဲ့နားနေရာနဲ့တန်းတန်းလောက်ဖြစ်လာတဲ့အချိန်မှာစတီယာရင်ကိုဘက်အဆုံးထိလှည့်ပြီးနင်းနေရှေ့တိုးကကားကိုထောင်ချိုးနေထားဖြစ်အောင်လုပ်ပါဒီအဆင့်ကနောက်လုံးမဲ့လှုပ်ရှားမှုကိုလွယ်ကူစေပါတယ်ညာဘက်မီယိုးကိုအသုံးပြုပြီးကိုကားနဲ့အနာကားကြားအကွာဝေးကိုစောင့်ကြည့်ပါပြီးရင်စတီယာရင်ကိုနင်းနေညာဘက်ပြန်လှည့်ပြီးဖြည်းဖြည်းနောက်ပြန်ဝင်ပါဒီနေရာမှာအရေးကြီးတာကတခါတည်းအကုန်မဝင်သွားရပါဘူးအဲ့လိုလုပ်ရင်ကားရဲ့ရှေ့ဘက်သို့မဟုတ်နောက်ဘက်ကတိုက်မိနိုင်ပါတယ်အခြေအနေလိုအပ်ရင်ညာဘက်နေရာကိုတုံးချပြီးကားကိုနင်းနေရှေ့တိုးကအနာကားနဲ့ပိုကပ်အောင်ပြန်ညှိပါပြီးရင်စတီယာရင်ကိုဘက်အဆုံးထိလှည့်ပြီးနောက်ပြန်ဝင်ထက်ပြီးညာဘက်လှည့်ပြီးနောက်ပြန်ဝင်ဆိုတဲ့အဆင့်တွေကိုထက်ခါလုပ်ပါတခါတရံရှေ့ကိုလည်းနင်းနေတိုးပြီးပြင်ဆင်ရပါမယ်ဒီလိုနဲ့တဆင့်ချင်းစီလှုပ်သွားရင်ကားရဲ့နောက်ပိုင်းကကားရဲ့နားနေရာတွေကိုဖြည်းဖြည်းချင်းဝင်လာပါလိမ့်မယ်နောက်ဆုံးမှာတော့ကားရဲ့နောက်ပိုင်းပြည့်ဝင်သွားပြီးအရှိမနေရာရှိလာတဲ့အခါစတီယာရင်ကိုဘက်အဆုံးထိလှည့်ပြီးရှေ့တိုးပြီးရင်ညာဘက်ပြန်လှည့်ပြီးနောက်ပြန်ဝင်ပါဘက်မီယိုးကိုအသုံးပြုပြီးအကွာဝေးကိုစောင့်ကြည့်ကာတေးသေးလေးပြင်ဆင်မှုတွေလုပ်ပြီးကားကိုအလဲတဲ့ဖြစ်အောင်ပြင်ဆင်လိုက်ပါနောက်ဆုံးမှာတော့ကားကိုကားရဲ့နားနေရာအလဲတဲ့မှာတေချာစွာရပ်တည်နိုင်ပါပြီ